မင်္ဂလာပါရှင်အိမ်မတယောက်တည်းခောက်ဆွဲကြိုးလုပ်စားခြင်းနဲ့ဘလို့စားခေါင်းချက်အောင်လည်းမသိဘူးဆိုရင်တော့ဒီဗီဒီယိုလေးကကူညီပေးနိုင်ပါလိမ့်မယ်ရှင်။ပေါင်းပစ္စည်းတွေကတော့ကျုံခောက်ဆွဲ30ကျက်သားကြက်ဥတစ်လုံးကျက်သား5ကျက်သားပဲစီ QC ပဲငပြားရဲ့အနောက်ပဲငပြားရဲ့ကြီးကျက်သားမုံနှင်းရင်စားအနှင်းရင်နဲ့အချင်းတုပ်တွေကျက်တော်နီးမြုပ်စီလိုပဲဖြစ်ပါတယ်ရှင်။တီးရွက်အနေနဲ့တန်စင်မီသားပန်းခေါ်ပြီးပူစားပဲမုံလာဦးနေခေါ်ပြီးတော့တရုတ်နန်တို့ကိုအနေတော်လှည့်ထားပါတယ်ရှင်။ဟင်းညွတ်တွဲကတော့ကြက်ရိုးချင်းကျက်တော်ဖြူရှမ်းနံရွက်တို့ပဲဖြစ်ပါတယ်ရှင်။ကျုပ်တစ်လုံးဖောက်ထဲကျက်သားမုံနှင်းငယ်ထက်တမအောင်မွေပါမယ်။စီဆူလိုက်နော်။တမအောင်မွေထားတဲ့ကျုပ်ထည့်ကြောမယ်။ပြီးရင်ဆက်ထားလိုက်ပါမယ်ရှင်။စီနှင်းငယ်ထည့်ပါမယ်။လှိထားတဲ့ကျက်သားကိုကျက်သားမုံစားစနွင်းအနှင်းငယ်ထည့်ပြီးနေပါမယ်ရှင်။စီဆူလိုက်နေထားတဲ့ကျက်သားထည့်ကြောပါမယ်။ကျုံခောက်ဆွဲကိုပဲငပြားရဲ့အကြီး QC ပဲငပြားရဲ့နောက်တို့ထည့်ပြီးနေပါမယ်ရှင်။ကျက်သားကြော်ရေးလိုက်ရင်ဆက်ထားပါမယ်။ပန်းခေါ်ပြီးပူစားပဲထည့်ကြောပါမယ်။နည်းငယ်မှုပါမယ်။ဖုံးခဏအုပ်ထားလိုက်ပါမယ်။မုံလာဦးနီထည့်ပါမယ်။ရှေ့ဘက်ဒီထည့်ပါမယ်ရှင်။ခေါ်ပြီးထည့်ပါမယ်။ရတာအတွက် QC ပဲငပြားရဲ့နောက်ပဲငပြားရဲ့ကြီးကျက်သားမုံကျုံခောက်ဆွဲတို့ကိုထည့်ပြီးတမအောင်မှုလိုက်ပါမယ်ရှင်။ညီကြီးတို့ရတာအနေတော်ရရင်တရုတ်နန်ထည့်မွေပါမယ်။ပြီးတော့ပကံနဲ့ထည့်လိုက်ပါမယ်ရှင်။ကြောက်ကြော်ညှက်ထည့်ပါမယ်။အခုဆိုရင်တော့အင်မတန်မှအရသာရှိတဲ့ခောက်ဆွဲကြော်တစ်ပွဲကိုပြင်ဆင်ချက်ပြုတ်ပြီးပါပြီရှင်။ဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်သုံးဝင်နေဆိုရင် like လုပ်ပေးဖို့မမေ့ပါနဲ့နော်။ရတာကောင်းမွန်တဲ့ဟင်းလျာတွေကိုဖန်တီးနိုင်ကြပါစေရှင်။တင်ဆက်သူကျမရွှေဖြိုးပါ။